50လေးပြီတတိယထပ်4လောက်အခန်းလေးပါနော်မဆာလမ်းပါတယ်ရှေ့ပါအခန်းလေးပေါ့နော်ချက်ကြည့်ပါဘာလို့ဒီပါပြောကြအောင်တော့ဒီမီစတန်ကိုအပြည့်ပြမယ်ဒီကပေါ့ဆန်လေးညမမီနိုင်ခဲ့ပြီးသားနော်ပေါ်မှာလည်းထည့်ထားတယ်ဒီကောင်ကဒီနော်ဒီအောက်ဒီအောင်ထည့်ပြီးထားတယ်ဟိုကအရင်အခန်းလေးလိုပဲဒီအခန်းကိုလည်းမီတာဘုတ်ကိုဖော်ပြီးထားတယ်ဒီကပြီးတော့တစ်ချက်ပြဒီနောက်လေးတော့လည်းအဲ့လိုပဲဝမ်းလန့်လေးထည့်ပေးထားတယ်ပြီးတော့လိုက်ကထည့်ပေးထားတယ်နော်လိုက်ကထည့်ပေးထားတယ်တက်လာလေးနော် modern design ဒီနောက်ဒီအပေါ်မြင်းတဲ့ချက်ဆိုလဲဒီဇိုင်းလေးကိုကျွန်တော်အဲ့လိုမျိုးဆန်းထားတယ်ဒီတကယ်ရွက်ကစိုက်ကြီးရတလားနော်အဲ့လိုမျိုးတုံးပေးထားတယ်ဟိုဟာဗီရိုထည့်ပေးထားတယ်ဗီရိုကအကန့်လေးတွေနဲ့ပြီးတော့ဒီမှာဒီ dress တွေပေါ့နော်ကောင်းဝင်နေပါချိတ်လို့ရတယ်ပြီးတော့ဒီမှာလည်းလက်လေးတွေပါထည့်လို့ရတယ်နော်ဆောင်းကောင်းကျွန်တော်အဲ့လိုသိမ်းလို့ရတယ်ပြီးတော့ဒီဟိုမှန်နေခုံလေးထည့်ပေးတာကျွန်တော်အခန်းလေးလောက်လာတဲ့အခန်းလေးဘယ်အခန်းနဲ့မှမတူပါဘူးပေါ့နော်အဲ့ဒါကျတော့ဒီ storage တတိနဲ့ပေါ့ထည့်ပေးတာ master ဖောက်ပေးတာသိကြည့်တာဗီဒီယိုပါမယ်ဒီအကောင်တော့တစ်ကောင်ဝဲတွေပဲသုံးပေးထားတာနော်ပြီးတော့ဒီမှာ drawing လက်ပြမယ်ဒီ master အခန်းမှာပါတဲ့ drawing လက်လေးရနော်အပြည့်ဖြစ်သွားမယ်နော်အဲ့လိုမျိုးထည့်ပေးထားတယ်အညော်မညော်အောင်ပေါ့နော်ဒီလေးတွေပြုတ်ပေးထားတယ်ကပိနက်လေးတွေကိုနော်ဒီအပေါ်ရောအောက်တွေရောဒီထဲမှာထည့်ပေးထားတယ်နော်အဲ့လိုမျိုးအားကောင်းတာကတီးတန့်လေးဒီကအင်တာရှူကန်တွဲရပေါ့နော်ဒီကြိုင်လည်းဒီထက်ပို့ပြီးဆန်းတဲ့ဒီဇိုင်းတွေနဲ့ပြန်လာခဲ့ပါမယ်ရှင်ကျေးဇူးတင်ပါတယ်